ချက်စီးတို့အတွက်တော့အာဆင်နယ်နဲ့ပွဲပြီးနောက်ထပ်စမ်းသပ်မှုကြီးတစ်ခုကဗီလာရဲ့အိမ်ကွင်းမှာစောင့်ကြိုနေပြန်ပါပြီ။ဒီပွဲကသူတို့နှစ်သင်းအတွက်တင်မကပါဘူး။ချန်ပီယံလိဂ်ဝင်ခွင့်နေရာတနေရာအတွက်ရုန်းကန်နေရတဲ့အသင်းတွေကြားမှာအပတ်တိုင်းဟာအလှည့်ပြောင်းတွေအကျိတ်အနယ်ပွဲစဉ်တွေနဲ့ပြည့်နှက်နေတာပါ။တစ်ချက်မှားတာနဲ့အခြေအနေတွေအကုန်ပြောင်းလဲသွားနိုင်တယ်လို့ရှေ့မှာလဲဗီလာကမန်ယူနဲ့ရင်ဆိုင်ရအောင်မှာဖြစ်ပြီးချက်စီရောဗီလာပါအန်ဖီကွင်းကိုတွားကစားရဖို့ရှိနေပါသေးတယ်။အသင်းကြီး၄သင်းဒါပေမဲ့နေရာက၃နေရာပဲရှိပါတယ်။မေလအထိအကျိတ်အနယ်တိုက်ပွဲဝင်ရမယ့်ခီးရှည်ကြီးပေါ့။ဦးနိုင်အမ်မရီရဲ့ဗီလာအသင်းကတော့ပြီးခဲ့တဲ့တောက်ကြနေ့ကမိုလီနူးကွင်းမှာရှုံးနိမ့်ထားခဲ့ပေမဲ့ရက်နှဲငယ်ပိုနာထားရတာကသူတို့အတွက်အားသာချက်ဖြစ်လာမလားဆိုတာစောင့်ကြည့်ရပါမယ်။သူတို့ရဲ့ကွင်းလယ်မှာတော့တီလီမန်စ်ကာမာရာနဲ့မက်ကင်းတို့မပါနိုင်သေးပေမဲ့ဒေါက်ကလတ်လူးဝစ်ကတော့အသင်းနဲ့ပြန်လည်ပူးပေါင်းလာခဲ့ပါပြီ။ဗီလာဘက်ကမက်ဆန်မင်းစ်နဲ့ဘေလီတို့ကိုပွဲထွက်လူစီရင်မှာအားဖြည့်ထားသလိုချက်စီလူဟောင်းတမ်မီအေဘရာဟန်ကလည်းအီတလီမြေကနေပရီးမီးယားလိစီတကြော့ပြန်လာခဲ့ပါပြီ။အရန်ခုံမှာတော့ Ross Barkley နဲ့ Jadon Sancho တို့လိုနာမည်ကြီးတွေရှိနေကြပါတယ်။အထူးသဖြင့် Morgan Roger နဲ့ကိုပါမာတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကလည်းပွဲအတွင်းကပွဲတစ်ပွဲလိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ပါမာဟာအာဆင်နယ်နဲ့ပွဲတုန်းကဒဏ်ရာကြောင့်ရုန်းကန်ခဲ့ရပေမဲ့ဒီညမှာတော့အားလုံးကိုအံ့ဩစေပြီးပါဝင်ကစားလာခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့က Emirates Queen မှာ Chelsea တို့ကစားပုံကောင်းခဲ့ပေမဲ့ရမှတ်တော့မရခဲ့ပါဘူး။အခုလဲ Pedro Neto ကပွဲပယ်ပြစ်ဒဏ်ကြောင့်ထပ်မံလွဲချော်နေပြန်ပြီးဂါနာချိုကသူ့နေရာမှာအစားဝင်လာပါတယ်။လူစရင်းမှာတော့ဖိုဖာနာပြန်ပါလာသလို Reece James ကကွင်းလယ်မှာတာဝန်ယူမှဖြစ်ပြီးအကြီးမားဆုံးအပြောင်းလဲကတော့ Sanchez နေရာမှာ Philip Jorgensen ဂိုးသမားအဖြစ်ပွဲထွက်လာတာပါပဲ။ဒါပေမဲ့ပွဲအစမှာတင် Watkins စီကဘောလုံးပြန်ရခဲ့တဲ့ဗီလာတို့အခွင့်အရေးရသွားပါတယ်။ဘယ်လ်ဂျီယန်သားကြီးအိုနာနာရဲ့လိမ္မာပါနဲ့တဲ့ပေးပို့မှုကနေတဆင့် Watkins စီကနေဘွန်ဒီယာအဲ့ဒီကမှလီယွန်ဘေလီသူကတဆင့်ဒေါက်ကလတ်လူးဝစ်စီဘောလုံးရောက်သွားတဲ့အခါမှာတော့ပွဲအစ2မိနစ်မှတင်ဗီလာတို့ဦးဆောင်ကိုရသွားပါတော့တယ်။ချက်စီတို့အတွက်တော့တကယ်ကိုအဆိုးရွားဆုံးအစပြုမှုပါပဲ။ဒါဟာဖြစ်နိုင်သမျှထဲမှာအဆိုးဆုံးအစပြုမှုပါပဲ။ဘေလီကဘောလုံးရပြီဆိုရင်တကယ်ကိုကင်တွယ်ရခတ်တဲ့ကစားသမားမျိုးပါ။သူကလူကြုံဘက်ကနေလဲလှည့်ထွက်နိုင်တယ်လို့အတွင်းဘက်ကိုချိုးဝင်ပြီးဘယ်ချေနဲ့ကန်သွင်းဖို့လဲအခွင့်အရေးချောင်းနေတတ်သူပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့လူကြုံဘက်ကနေဖြတ်တင်ပေါ်ပေးလိုက်တာကချက်စီအတွက်တော့လွယ်လွယ်ကူကူဂိုးပေးလိုက်ရတယ်လို့ဖြစ်သွားပါတယ်။တစ်ဖက်မှာလည်းဂါနာချိုအတွက်ဒီညဟာခြေစွမ်းပြရမယ့်ညပါ။နောက်ပိုင်းပွဲတွေမှာသူတိတ်ပြီးအဆင်မပြေဖြစ်နေတာကြာပြီလေ။ပွဲကတော့အချိန်တက်လာပါပြီ။ရှောင်းပက်ထရိုရဲ့အပိုင်ကန်ချက်ကိုကမ္ဘာအဆင့်ဂိုးသမားအမ်မီမာတီနက်စ်ကကမ္ဘာအဆင့်ကာကွယ်မှုမျိုးနဲ့တားဆီးလိုက်ပါတယ်။မကြာခင်မှာပဲဗီလာတို့အခွင့်အရေးထပ်ရပြန်တယ်။ Watkins ရဲ့အနီးကပ်ကန်ချက်ကိုဂျော်ဂန်ဆင်ကတုံ့ပြန်မှုအပြည့်နဲ့လက်ပစ်ကွယ်တယ်လို့မျိုးပုတ်ထုတ်နိုင်ခဲ့လို့သာချက်စီတို့တက်တာရခဲ့တာပါ။ Watkins အတွက်တော့ဒါဟာအဆုံးသတ်မသေးချာခဲ့တဲ့အခိုက်အတန့်ပါပဲ။ကွင်းထဲမှာကစားပုံကတော်တော်လေးပွင့်နေတာမို့ဒီပွဲကတကိုးလေးနဲ့တင်ပြီးသွားမဲ့ပွဲမဟုတ်ဘူးဆိုတာသိတာနေပါတယ်။ဟောကြည့်လိုက်ပါဦး။လူကြုံလန်မထောင်ဘူးဗျ။ Gusto ကအတာလေးပုတ်သွင်းလိုက်တာ။တကိုးဖြစ်သွားပါပြီ။ချက်စီရဲ့အားကိုးရတဲ့ပက်ထရိုကတော့ဗီလာနဲ့တွေ့တိုင်းဂိုးသွင်းနေကြအတိုင်းဒီနေ့လဲသူ့ရဲ့အနှစ်သက်ဆုံးပြိုင်ဘက်ကိုဒုက္ခပေးပြန်ပါပြီ။ချက်စီတို့ဂိုးရပြီးနောက်မှာပိုပြီးယုံကြည်မှုရှိလာကြပါတယ်။ဂါနာချိုရဲ့ထိုးဖောက်မှုတွေကလည်းဗီလာနောက်တန်းကိုတုံလှုပ်စေခဲ့ပြီးကိုသွင်းမိမတက်တောင်ဖြစ်သွားခဲ့ပါသေးတယ်။ဗီလာဘက်ကလည်း Watkins ဂိုးသွင်းခဲ့ပေမဲ့လူကြုံနေလို့ဂိုးမရခဲ့ပါဘူး။ပထမပိုင်းနာကျင်အချိန်ပိုမှာတော့ Fernandes ရဲ့ဖန်တီးမှုကနေရှောင်းပက်ထရိုကသူ့ရဲ့ဒုတိယမြောက်ဂိုးကိုအနုပညာဆက်ဆံသွင်းယူပေးလိုက်ပါတယ်။ဒါဟာရှုံးနေတဲ့အခြေအနေကနေအသာစီးရအောင်ပြောင်းလဲလိုက်တဲ့အလှည့်ပြောင်းပါပဲ။ဒုတိယပိုင်းမှာတော့ချက်စီရဲ့စုဖွဲ့မှုကတကယ်ကိုပြောင်းမြောက်ပါတယ်။ပါမာကတဆင့် Reece James အဲ့ဒီကမှပါမာကပဲအဝေးကနေအားပါကန်သွင်းလိုက်တာ3ဂိုးတဂိုးဖြစ်သွားပါပြီ။ဒီဂိုးကတော့ဗီလာကိုလုံးဝအလဲထိုးလိုက်တာပါပဲ။ပွဲအပြီးပိုင်းမှာတော့ဂါနာချိုရဲ့လှပတဲ့ပေးပို့မှုကနေတဆင့်ရှောင်းပက်ထရိုကသူ့ရဲ့ hat-trick ဂိုးကိုအပိုင်ပိတ်သွင်းပြီးပွဲကိုအပြတ်သက်အဆုံးသတ်လိုက်ပါတယ်။မာတီနက်စ်ကမြဘောလုံးကိုဂိုး area အတွင်းထဲစီပဲပုတ်ထုတ်ပေးလိုက်နိုင်ပါတယ်။အဲ့ဒီအချိန်မှာတော့ဘောလုံးရဲ့ဥတီယာထက်အားပါဖို့ကပဲအဓိကဖြစ်သွားခဲ့ပါပြီ။ဘယ်နာကိုကန်မလဲဆိုတာထက်ဘလောက်လှပသွင်းမလဲဆိုတာထက်ရှိသမျှအားနဲ့သာကန်ထည့်လိုက်စမ်းပါ။ဝိုင်းအောင်နေတဲ့ကြားထဲကနေပဲဘောလုံးကဂိုးပိုက်ထဲကိုတိုးဝင်သွားပါတော့တယ်။တစ်ဖက်မှာလည်းပေါ်စားမှုတစ်ခုကနေ Watkins စီဘောလုံးရောက်သွားပေမဲ့ Chelsea နောက်တန်းရဲ့ခုခံပုံကတကယ်ကိုပြောင်းမြောက်လာပါတယ်။အခုတော့ကြည့်လိုက်ပါဦး။ဗီလာတို့အခွင့်အရေးတချို့ရခဲ့ပေမဲ့အခုတော့4ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ပွဲကပြတ်သွားဖို့လက်တကမ်းအလိုကိုရောက်ရှိလို့လာပါပြီ။ဗီလာလူဟောင်းတမ်မီအေဘရာဟန်ရဲ့ခေါင်းတိုက်ချက်ဘားတန်းထိသွားတာကလည်းပရိသတ်တွေအတွက်တော့ရင်ပိုစရာခိုက်တန့်ပါပဲ။ပွဲသိမ်းခရာမှုတ်လိုက်တဲ့အခါမှာတော့ရှောင်းပက်ထရိုက hat-trick နဲ့အတူပွဲသိမ်းဘောလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးချက်စီတို့လည်းအဆင့်5အတွင်းကိုပြန်လည်ရောက်ရှိသွားပါတော့တယ်။အာဆင်နယ်နဲ့ပွဲကစိတ်ပျက်စရာတွေကိုဒီညမှာတော့ယုံကြည်မှုအပြည့်နဲ့အကောင်းဆုံးတုံ့ပြန်ပြသွားခဲ့ပါပြီ။